ဘဝမှာတကောင်များလဲပြောလို့မပြီးပါပြုံးလည်းပွင့်လို့မဆုံးပါဒါကြောင့်ကိုရင်ပွင့်ကြရဲ့အစင်သက်ဝင်လာခဲ့ဝင်လာလေဟိုတော့ငါဖြစ်ပြသမျှဟာနံပြီးရင်နန်းလို့ဝါရင်အိမ်မမလန့်ကားမျိုးလို့ဒါကြောင့်ကိုရင်နဲ့ဆိုင်ရဲ့ဖြစ်တဲ့နာတွေကိုပြင်ပါမယ်လေပြောင်းစီချင်လားနေစောင့်နေချင်လားမလီတော့ပါဘူးမကန်တော့